Hobby, Konachino Buddha, no, Yan, Chino, near Yaushi Labu, Achayabu, Chino, Chang Chad, Kamayan, exciting left there. I met the Piachawado, Yan Cheroli, no, Ule, the Lamayabi, maybe, no, Baby, General, attend or Titi lady, who's home with Eludia to Gada, more than enough, more than enough. ကျွန်တော်တို့အင်မတန်လုံလောက်ပါတယ်ဒီပရိသတ်ကကျွန်တော်တို့အင်မတန်မှလုံလောက်တဲ့ပရိသတ်ဖြစ်ပါတယ်ဆိုတော့ခင်ဗျားတို့တတိထားမိမြင်မှာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အထုပ်ကဒီနေရာမှာတရားဟောဖို့တို့ဘာတို့ကြာရင်တော့တော်တော်လေး exciting ဖြစ်နေတယ်nervous လည်းဖြစ်တာပေါ့နော်ကြောက်တာလည်းပါတာပေါ့နော်ကြောက်တယ်ဆိုပေမဲ့ထွက်ပြေးမှာတော့မဟုတ်ဘူးပေါ့နော်ဟုတ်ပြီကျန်းစာကျွန်တော်တို့ဒီညနေပိုင်းအတွက်ပေါ့နော်ကျွန်တော်ပြောချင်တာအများများနေတယ်ဒါပေမဲ့အဲ့ဒါတွေပြောရင်အကုန်လုံးအဲ့ငိုင်မှာသိချတယ်အဲ့တော့အဲ့ထဲကနေမှဘုရားသခင်ကျွန်တော်ဖွင့်ပြတဲ့အရာတွေပဲကျွန်တော်ပြောဖို့ပေါ့နော်ကျွန်တော်ဆုတောင်းလာပါတယ်ကျွန်တော်ဖတ်ချင်တဲ့ကျမ်းပိုက်တော့အများကြီးရှိပါတယ်ဒါပေမဲ့ဒီတစ်ချက်တစ်ခုတော့အရင်ဆုံးဖတ်ချင်တယ်ဘောရင်သူဝါဒစာဒုတိယစာဆောင်ခန်းကြီး9အငယ်7ကိုကျွန်တော်အားလုံးအလွတ်ရထားတဲ့ကျမ်းပိုက်လည်းဖြစ်ပါတယ်ဘောရင်သူဝါဒစာဒုတိယစာဆောင်ခန်းကြီး9အငယ်7ကိုလူမီဒီကခရစ်တော်၌ရှိလျင်အသစ်ပြုပြင်သောတတဝါဖြစ်၏ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ခတ်သိမ်းသောအရာတို့သည်အသစ်ဖြစ်ကြပြီဟာလေလုယာချင်းလေးဖြစ်ပါတယ်လူမီဒီကခရစ်တော်၌ရှိလျင်အသစ်ပြုပြင်သောတတဝါဖြစ်၏ကောင်းဟောင်းသောအရာတို့သည်ပြောင်းလဲ၍ခတ်သိမ်းသောအရာတို့သည်အသစ်ဖြစ်ကြပြီလို့ပြောပါတယ်ဖြစ်ကြမယ်လို့မပြောဘူးဖြစ်ကြပြီလို့ပြောတယ်ဘောနော်ဆိုတော့ခရစ်တော်၌ရှိမှုအဓိကရှင်ပေါလုကသူ့ရဲ့စာထဲမှာပေါ့နော်ယောမကနေသူဗာလဲနောက်ဆုံးသူ Titus ပေါ့နော်ဒီသူဖိလမွန်တီသူရေးတဲ့စာထဲမှာခရစ်တော်၌အင်္ဂလိပ်လို in Christ Greek လိုတော့စတာပေါ့ and Christo နော်ခရစ်တော်ထဲမှာခရစ်တော်၌ဆိုတဲ့စကားလုံးက160သူ့ရဲ့စာဆောင်ထဲမှာနော်ခရစ်တော်ထဲမှာခရစ်တော်၌ဒီစကားလုံးကိုအကြိမ်ပေါင်း160ကြိမ်တိသူပြောတယ်သူပြောနေတဲ့အရာအားလုံးကခရစ်တော်၌ရှိတဲ့လူတွေအတွက်ပဲပြောနေတာဟာလေလုယာပြုပြင်ခြင်းလဲခရစ်တော်ထဲမှာပဲရှိတယ်စီလုံးခြင်းလဲခရစ်တော်ထဲမှာပဲရှိတယ် justification ကျွန်တော်တို့ဖြောင်းမှတ်ခြင်းလဲခရစ်တော်ထဲမှာပဲရှိတယ်တန့်ရှင်းခြင်းလဲခရစ်တော်ထဲမှာပဲရှိတယ်ကျွန်တော်တို့ရဲ့မျှော်လင့်ခြင်းလဲခရစ်တော်ထဲမှာပဲရှိတယ် in Christ အားလုံးကခရစ်တော်ထဲမှာပြည့်စုံတယ်ကျွန်တော်တို့ကတော့ရှားတာပေါ့နော်လောကမှာဆိုတော့စေလုံးချင်းလဲခရစ်တော်အပြင်မှာရှားကြတယ်တချို့ကလည်းတွေ့မလို့ပေါ့နော်မေတ္တာကိုလည်းရှားကြတယ်စေလုံးချင်းကိုလည်းရှားတယ်လူမျိုးကြီးမှာစေယုံမှုရှားတဲ့အခါမှာလူမျိုးကြီးကဒီတစ်မျိုးအတွက်ကောင်းပေမဲ့တခြားအတွက်မကောင်းဘူးပေါ့နော်မပြည့်စုံဘူးခရစ်တော်အပြင်မှာကျွန်တော်ရှာနေတဲ့ဘလောက်ပဲကောင်းပေမဲ့ခရစ်တော်ထဲမှာရတဲ့စေလုံးချင်းချစ်ချင်းမြတ်တာကအပြင်မှာမရနိုင်အဲ့ဒါကြောင့်ဘောလုကတခြားအကြောင်းမပြောဘဲနဲ့ခရစ်တော်ထဲမှာနေဖို့ပဲသူဆုံးမစကားပေါ့နော်ယုံကြည်သူတွေသူရေးထားတဲ့စာထဲမှာခုနကျွန်တော်ပြောသူအကြိမ်ပေါင်း160ကြိမ်တိကျွန်တော်ရေးခဲ့တာဖြစ်တယ်ဆိုတော့ခရစ်တော်အပြင်ဘက်မှာကျွန်တော်ဘာမှလုပ်မရစူးစမ်းရင်လည်းနောက်ဆုံးအဖြေကဘာဖြစ်လာမလဲဆိုတော့ဒီလောကနဲ့ပဲသက်ဆိုင်လာစေလုံးမှုရှာကြတယ်နော်ဥမာဟစ်တလာကတကက်လိုမျိုးကြီးဝါရနဲ့ဆေးရုံတဲ့အခါမှာသူတို့အောင်မြင်တယ်ဒါပေမဲ့6တန်းကျော်ကအသက်ခံလိုက်ရတယ်လေတစ်ဖက်မှာကောင်းပြီမဲ့တစ်ဖက်မှာမကောင်းဘူးခရစ်တော်ထဲမှာရှိတဲ့ဆေးလုံးချင်းကတော့အားလုံး
tu mía tuyệt bà con này so đó chim bò loa đó cho nó đó ba bé lâu lâu cho nó đó cái tiền chính là khít đỏ đấy mà vậy trong mà chính là khít đỏ đấy mà vậy so đó khít đỏ đấy mà ai à khát tiếng à bị sầu ní đấy so để trong cho nó nhà này nghe bọn nó cho nó tại tông áp bị chính là bị đấy cho nó tí đẹp đại về cho nó xem ra chỉ để cho nó Korean Korean thì bọn nó chỉ để cả mà thu tập hiện cho nó đâu Myanmar bị mà chỉ để Korean đi thu tập hiện cho nó chiến đấu chiến đấu cái này sẽ là đấy cái bây giờ đó nó chiến đấu Christianity chỉ để cả mà long cái đó Nhật Tông sẽ lý sẽ đông cho nó cha cái đấy nó có bắt đầu đi cái tình chiến đi Jesus đó trong nàyအခုနောက်ပိုင်းမှာဟောတော့တာလားမဟုတ်လို့ရှင်ဝိညာဉ်တော်တူထိမှုမရှိလို့တိတ်ပြီးတော့မကြားလိုက်တာလားတော့ကျွန်တော်တို့လည်းမသိဘူးဒါပေမဲ့တကက်ပြောင်းလဲခြင်းကကျွန်တော်တို့ရဲ့လူမျိုးထဲမှာဖြစ်ဖြစ်မြန်မာပြည်မှာပြည့်ရန်တွေမှာ transformation ဆိုတဲ့တကက်ပြောင်းလဲခြင်းကနည်းနည်းပြောက်နေတယ်လို့ဖြစ်နေလူငယ်တွေကပြောင်းလဲဖို့နေတာခရိယာမိသားစုကနေကြီးပြင်းလာတဲ့ကဲတင်ချင်းအကြောင်းတော့နားလေတယ်ခရိယံဖြစ်လာကြတယ်ဒါပေမဲ့တကယ်သူတို့ရဲ့အတွင်းကပြုတ်ပြင်ခြင်းခုနကျွန်တော်ဖတ်တော့တဲ့အတစ်တော်တဝါဖြစ်ခြင်းကမထင်ရှားလာတော့ဘူးဖြစ်နေတယ် Christian life ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဟောတယ်အတကုံဟောတယ်ခရိယံအသက်တာအတွက်ဆယ်ဖို့တဖို့ထဲဖို့နော်ပါစာတွေရဲ့လက်ဆွဲပေါ့နော်ဆယ်ဖို့တဖို့မထိရင်နော်ตีတော့မလိုတောင်ဟောနေကြတယ်ဂျေဇုတော်ကြောင့်ဒီချိန်ချင်းအမင်္ဂလာအားလုံးကယေရှုခရစ်တော်ယူသွားပြီးပြီဖြစ်တဲ့အတွက်ကြောင့်ဇေဘုမထုတဘုမထဲတဲ့လူလည်းအသက်ရှင်နေတော့မယ်နော်အခုဒီကောင်းစားနေတော့ပါပဲဒီချိန်ချင်းအမင်္ဂလာတွေကြောင့်ပေါ့နော်ဒါပေမဲ့ကျွန်တော်စဉ်းစားကြည့်တယ်အဲ့ဒီပြုတ်ပြင်ပြောင်းလဲခြင်းကဘယ်မှာရှိသလဲခရိယာတက်တာမှာယဉ်ကျက်လာတယ်ဆိုတာလေဘယ်မှာရှိသလဲကျွန်တော်အမတန်ချစ်တဲ့တငယ်ချင်းလည်းဖြစ်တဲ့ဆရာထောင်ဆန်းဆိုတဲ့တယောက်ကကျွန်တော်တခါကျွန်တော်ကြောင်းတက်တော့ကျွန်တော်တငယ်ချင်းဘာသာရီလေလုတ်တဲ့ကြာလီလီရင့်ချက်မလားလို့ကြည့်တော့မာနတဖြည်းဖြည်းကြီးလာတယ်လို့ခံစားငါ reverend กว่าဘောနော်ဒီကဲဆို reverend doctor နဲ့မခေါ်ရင်မကြည့်ချင်တဲ့ဘာသာတော်ရှိလာလေနော်ရှိမှဒီနှလုံးမပါမချင်းမကြားဘူးလေနာကဒီနှလုံးပါမဘာလဲဖြစ်သွားတာအဲ့ဒီနှလုံးမထဲလိုက်ရင်မကြားချင်တော့ဘူးလေကဲရတာမဟုတ်ပါဘူးထိုက်တန်တဲ့လူလည်းခေါ်ပါနဲ့နော်ကျွန်တော်တို့ဘက်ကတော့ခေါ်လို့ရပါတယ်ဒါပေမဲ့ခေါ်ချင်းခံမဲ့လူကဘာဖြစ်လို့လဲအဲ့ဒါဘယ်အနေလာတာလဲဒီမာနတွေကဆိုတော့အသက်ကြီးလေရင့်ကျက်လာသလားဆိုတော့မရင့်ကျက်ပါဘူးမာနပဲကြီးလာတယ်ရင့်ကျက်မှုကတဖြည်းဖြည်းဆင်းသွားတယ်ယေရှုခရစ်တော်ရှိမှပြစ်မှားနေတဲ့မိန်းကလေးတယောက်ပေါ့နော်ဆွဲခေါ်လာတဲ့အခါမှာခရစ်တော်ကလည်းအားလုံးသိတဲ့အတိုင်းပဲဒါတရားစီရင်ဖို့လာတာမဟုတ်ဘူးကယ်တင်ဖို့လာတယ်ဒါပေမဲ့အခုလူသမီးတယောက်ခေါ်လာပါရှယ်တွေကကဲဒီအမျိုးသမီးဘယ်လိုလုပ်မလဲငါတို့မျက်စိနဲ့မြင်တယ်အခုဆွဲခေါ်လာတယ်ခမရဘယ်လိုတရားစီရင်မလဲဆိုတော့ခရစ်တော်ဘာမှမပြောဘဲနဲ့အောက်ကိုငုံပြီးတော့သူခြာကြီးတယ်တဲ့သူဘာကြီးလဲဆိုတာကျမ်းစာထဲမှာမရှိတော့အားတော့ခတ်မှန်းကြတာပေါ့နော်ရပါတယ်အဲ့ဒါတော့ကျမ်းစာထဲမှာကြိုက်ဘူးလို့လည်းပြောလို့မရဘူးမပြောထားတော့လေခုကြီးပြန်ထလာပြီးတော့ဟုတ်ပြီဒါဆိုရင်ဒီမှာအပြစ်လုံးဝငါ့မှာအပြစ်မရှိဘူးလို့ကိုယူဆတဲ့လူကကြောက်ကိုအရင်ဆုံးနော်ယူပြီးတော့သူ့ကိုပြစ်လိုက်သူတို့လည်းမကြည့်ဘူးပြန်လဲပြီးတော့စာရေးဆိုတော့ကျမ်းစာဘယ်လိုဖော်ပြလဲဆိုတော့အကြီးဆုံးကနေထားလာတယ်တော်လားအသက်ကြီးလီအပြစ်များလီလေရင့်ကျက်လီမဟုတ်ဘူးအပြစ်ကြီးလီအသက်ကကြီးလီပါစာလို့တာကြာလီမာနာကဘူကြီးလီဖြစ်သွားတတ်တယ်ပြောတာနော်အကုန်လုံးပြောတာမဟုတ်
ဆိုတော့မပြည့်စုံဘူးကျွန်တော်တို့သူပါရေးလဲဆိုတာကျွန်တော်တို့မသိပြင်မဲ့တေချာတာကတော့ပြည့်ညတ်တော်10ပါးရေးတဲ့လက်ကဒီလက်ပဲမင်းတို့ငါ့ကိုဒီပြည့်ညတ်တော်နဲ့ငါ့ကိုအပြစ်ရှာဖို့ငါ့စီလာတယ်အဲ့ဒီပြည့်ညတ်တော်ငါပေးတာလွန်ခဲ့တဲ့နှစ်ပေါင်း1500တော့ငါမောရှိကိုငါပေးဖို့ငါရေးခဲ့တဲ့လက်ကဒီလက်ပဲဆိုတာပြတာဖြစ်မယ်လို့ကျွန်တော်ယုံကြည်တယ်ဟာလေလုယာဒါမဲ့သူတို့ကမသိဘူးလေယေရှုခရစ်တော်ကဖခင်မှန်သူတို့မသိဘူးအပြစ်ရှာဘူးဆိုတော့ကျွန်တော်ပြောချင်တာအသက်ကြီးလေလေအပြစ်များလေလေလို့ပြောတာမဟုတ်နော်တမျိုးတော့မထင်ကြပါဘူးအသက်ငယ်ဆုံးလဲအပြစ်အနည်းဆုံးလို့လဲကျမ်းစာထဲမှာမပါပါဘူးကျွန်တော်တို့အပြစ်သားဆိုတာကလည်းဘာဖြစ်လို့ပြစ်သားဖြစ်လာရသလဲဆိုတော့ကျွန်တော်ကျောင်းမဟုတ်ပြီမဲ့ကျွန်တော်ကျောင်းဆရာလိုဘာလိုဖြစ်နေတော့ပါစာလိုကျောင်းဆရာလိုဖြစ်နေတယ်ကျွန်တော်လေဟိုမရောက်တယ်မရောက်ပါနော်ဆိုတော့မိခွန်းနေပါဒီရှင်းလာနိုင်မယ်ကျွန်တော်တို့အပြစ်သားမို့လို့အပြစ်လုပ်တာလားမဟုတ်လို့ချင်းအပြစ်လုပ်လို့အပြစ်သားဖြစ်တာလားအဲ့ဒီမိခွန်းလေးတော့ဖြေကြပါဦးနော်ကျွန်တော်ကျောင်းသားတဲ့အလွတ်ရပြီမဖြေနဲ့သူတို့မိုးဆက်တော်ကအပါဝင်ပေါ့နော်ကျွန်တော်ကျောင်းသားတွေကတော့အလွတ်ရပြီကျွန်တော်စာမွန်တချို့အပြစ်လုပ်လို့အပြစ်သားဖြစ်တာလားအပြစ်သားမဟုတ်လို့အပြစ်လုပ်တာလားအာမင်အားလုံးခံယူတယ်နော်ကျွန်တော်အခုပြောနေတာအပြစ်သားမဟုတ်လို့ကျွန်တော်အပြစ်လုပ်နေတာဖြစ်တယ်ယောမအခန်းကြီး9အငယ်16ကနေ19ကြည့်တဲ့အခါမှာလူတဦးတယောက်ရဲ့စကားနားမထောင်မှုကြောင့်လောကမှာအပြစ်ရောက်လာတယ်ကျွန်တော်တို့ကြောင့်အပြစ်ကျွန်တော်တို့အပြစ်သားဖြစ်လာတာမဟုတ်ဘူးကျွန်တော်ကြောင့်ကျွန်တော်အပြစ်သားဖြစ်လာတာမဟုတ်ဘူးအဲ့ဒါကြောင့်ကောင်းကင်ရောက်ရင်အာဒံကသူ့အိမ်ကိုတေချာဆောင်းထားမှဘောလို့ချင်းအများကြောင့်ကျွန်တော်တို့အလိုနေရင်လည်းအပြစ်သားဖြစ်သွားတယ်သူစကားနားမထောင်တဲ့ခါမှာသူအပြစ်သားဖြစ်သွားတဲ့အခါမှာကျွန်တော်တို့အလိုနေရင်လည်းဘာမှမလုပ်ခင်ကတည်းကအပြစ်သားတွေအဖြစ်ထောင်တဲ့ကိုကျွန်တော်ရောက်သွားတာမတရားသလိုခံစားရတယ်နော်ဒါပေမဲ့ကျမ်းစာကဒီလိုပဲတုံတင်ထားတယ်ဒါပေမဲ့ဂျေဇုတော်ကြောင့်ယေရှုခရစ်တော်သူ့ရဲ့ခမည်းတော်ရဲ့စကားကိုနားထောင်ခြင်းနောက်ဆုံးလက်ဝါးကားရတဲ့အထိသူနားထောင်ခြင်းအပြင်ယေရှုခရစ်တော်အပြင်ကျွန်တော်အားလုံးကဘာဖြစ်သွားပြန်လဲဆိုတော့ဖြောင့်မတ်တော်သူဖြစ်လာဟာလေလုယာအဲ့ဒါပဲကျွန်တော်တို့ဟောရမှာကတခြားဟောစရာတော့ကျွန်တော်တို့မှမရှိပါဘူးတခြားဟောနေတဲ့အရာကဒီအရာရဲ့နော်အကျိုးဆက်တွေပဲဖြစ်ပါတယ်အတိကကျွန်တော်တို့က gospel ဝမ်းမြောက်စရာတည်င်းဆိုတာယေရှုခရစ်တော်အားဖြင့်အပြစ်သားကနေဖယားသားဖြစ်ခွင့်ရတယ်ကျွန်တော်တို့ဘာမှလုပ်ဖြောင့်မတ်တော်သူမဟုတ်ဘူးပုံမှန်ဖယားเจ้าတက်လို့လဲဖြောင့်မတ်တော်သူဖြစ်လာတာမဟုတ်ဘူးဆယ်ဖို့တဖို့ထဲလို့လဲမဟုတ်ဘူးခေါင်းဆောင်လို့လဲမဟုတ်ဘူးနောက်ဆုံးအဆိုးဆုံးပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာတစ်ခုမှလို့ဖြောင့်မတ်ရတော့ရောက်တာမဟုတ်ဘူးယေရှုခရစ်တော်ကိုယုံကြည်ခြင်းအပြင်ကျွန်တော်ဖြောင့်မတ်ရတော့ရောက်တယ်ဟာလေလုယာအဲ့ဒါကြောင့်ဒီဖြောင့်မတ်ရာကကျွန်တော်တို့နဲ့တော့မဆိုင်ဘူးခရစ်တော်နဲ့သာဆိုင်ခရစ်တော်ကကျွန်တော်တို့ကိုစားအပြစ်ကြွေးကိုအကုန်ဆက်ပေးတယ်သူ့ရဲ့ဖြောင့်မတ်ခြင်းကကျွန်တော်တို့ရဲ့ဖြောင့်မတ်ခြင်းဖြစ်လာတဲ့အခါမှာတခါတလေတော့ကျွန်တော်တို့အားလာတယ်ကိုဖြောင့်မတ်တော်သူဖြစ်ကျွန်တော်ဖြောင့်မတ်တော်သူတန်ရှင်းတော်သူတန်ရှင်းသူတွေလို့ပြောတဲ့အခါမှာကျွန်တော်မတန်ရှင်းဘူးတခါတလေပေါ့နော် praise and worship ကိုဆောင်တယ်မနေ့ညတော့ကမဟုတ်လို့ရှင်ဒီတပတ်ထဲမှာဖျားလူတော်နဲ့မငေတဲ့ဟာတွေလုံပြီးတော့ဟော praise and worship လည်းဦးဆောင်အောင်လို့ဆိုတော့စိတ်ထဲမှာမလုံနော် guilt ပေါ့နော်လိပ်ပြမလုံဘူးပေါ့နော်အခုပြောနေတာအခုလုံနေတဲ့ praise and worship သမားတွေပြောတာမဟုတ်ဘူးနော်အားလုံးအတွက်ကျွန်တော်ပြောတာနော်ဆရာမွန်ခိုင်ကျွန်တော်အထင်မလွဲဖန်နဲ့ကျွန်တော်ပြောချင်တာပါလေဆိုတော့ကျွန်တော်တို့တခုခုလို့ဖခင်ရဲ့ဖြောင့်မတ်ခြင်းကိုရတာပေါ့ယေရှုခရစ်တော်အားဖြင့်ဖြောင့်မတ်တော်သူတွေဖြစ်တယ်ဆုတောင်းနိုင်လို့ဖြောင့်မတ်တာလည်းမဟုတ်ဘူး
ယေရှုခရစ်တော်ရဲ့ဖြောင့်မတ်ခြင်းကကျွန်တော်ဖြောင့်မတ်ခြင်းဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့နော်အမြဲတမ်းတတိပေးရတယ်ကျွန်တော်ဒီဖြောင့်မတ်တော်သူဖြစ်တယ်ဘာအဖြစ်လဲခရစ်တော်အဖြစ်ခရစ်တော်ထဲ၌ခရစ်တော်၌ကျွန်တော်ဒီဖြောင့်မတ်တော်သူဖြစ်တယ်ရဲဝင့်စွာကျွန်တော်ပြောနိုင်ရမယ်အဲ့ဒါပြောနိုင်မှသာလျှင်ဒီအရာဒီနှုတ်ကပတ်တော်အပြင်ကျွန်တော်အသက်ရှင်လာတဲ့အခါမှာကောင်းတော့အသက်တာဖြောင့်မတ်တော်သူကဲတော့အသက်ရှင်လာနိုင်ဖို့ဆိုတာဒီတမန်တရားကိုတိမှသာလျှင်ကျွန်တော်တို့လွတ်မြောက်ခြင်းရမှာဖြစ်တယ်အမှန်တော့ကျွန်တော်ကိုယ်တိုင်ကလွတ်မြောက်ခြင်းအရန်လိုအပ်ခဲ့တာဖြစ်တယ်ပါစာလုပ်တယ်ဥဆောင်တယ်ကိုပါစာကျွန်တော် reverend ရတော့မယ့်အချိန်မှာတော့မှကျွန်တော်အမှန်တော့မလိုချင်သေးဘူးလို့တကယ်ကျွန်တော်ပြောတယ် reverend ထိကျွန်တော်နာမည်ရှိမှာ reverend ထဲဖို့ကျွန်တော်မထိုက်တန်ဘူးပေါ့နော်အဲ့ဒါနဲ့ကျွန်တော်အကိုဆရာဆက်ကိုပါ section တော့ခဏဆိုပြန်တော့လေဘာလို့လဲဆိုတော့မင်းရှီမနီနဲ့အဲ့ဒီ form ကိုဖြည့်လိုက်ဆိုတော့ရှီမနီနဲ့ဒီ form ကိုဖြည့်လိုက်အဲ့ဒီမဖြည့်တတ်ဘူးဆိုရင်မဖြည့်တတ်ဘူးမဟုတ်မဖြည့်အားဘူးဆိုရင်ငါဖြည့်ပေးမယ်ပြောချင်တာကကျွန်တော်တို့ရဲ့ထိုက်တန်ခြင်းကျွန်တော်တို့ရဲ့ဖြောင့်မတ်ခြင်းကိုကြည့်တယ်မဖြောင့်မတ်ဘူးလေလူသားတွေပဲကျွန်တော်တို့ praise and worship မှာလဲဆိုပါတယ်တခါတလေပါဆိုလဲကျွန်တော်ဟန်ဆောင်တာသူတီးကျွန်တော်မတတ်နိုင်တာသူတီးတယ်ဆိုတော့မဟန်ဆောင်တာလဲသူတီးအကုန်လုံးသူတီးဒါဆိုဘယ်လိုလုပ်သူ့အမှုတော်ဆောင်ရတော့နော်ကိုမထိုက်မှမထိုက်တာမှန်သိတယ်စုမတောင်းနိုင်တာလဲကိုတီးဆုံးပဲသူများတွေကဟောဒီပါစာတော့စုတောင်းတယ်အမလီမတောင်းဘူးကျွန်တော်မတောင်းနိုင်ဝင်ခါရမယ်ဆိုရင်နော်အထင်ကြီးစရာတလုံးမှမရှိအမှုတော်ဆောင်ဒီလေအားလုံးနော်ပြည့်စုံတယ်လို့ဗာလေဖြောင့်မတ်တယ်ဆိုတာဒီဇာတိအဖြစ်ကြည့်မယ်ဆိုဘယ်သူမှပြည့်စုံတယ် perfect ဖြစ်တယ်လို့တရားပါဒါမဲ့ဘာဖြစ်လို့ဘုရားသခင်ရဲ့မျက်မှောက်တော်မှာဘုရားသခင်ရဲ့ရှေ့တော်မှာကျွန်တော်တို့တိုးဝင်ခွင့်ရလဲဆိုတော့ဘုရားသခင်ယေရှုခရစ်တော်ရဲ့ဖြောင့်မတ်ခြင်းကကျွန်တော်ဖြောင့်မတ်ခြင်းဖြစ်သွားလို့ပဲဟာလေလုယာအဲ့ဒါကိုတကယ်ခံယူပြီးဆိုရင်ကျွန်တော်တို့မှာရဲရင်သောစိတ်ရှိလာတယ်အဲ့ဒါကြောင့်လေဒီရှိမှာမတ်တရားပြတရားဟောရဲတယ်ဆိုတာဒီယုံကြည်ခြင်းပဲမဟုတ်ဘူးဆိုလို့ရှိရင်ဘယ်သူကနော်ဟောမဲ့လူနဲ့နားထောင်မဲ့လူခြားနာခြင်းပါရှိတော့အားလုံးအတူတူပဲဒါပေမဲ့ကျွန်တော်တို့ဒီအရာအဖြစ်အတစ်တဖန်ပြန်လဲပြီးတော့ပေါ့နော်အားလုံးကိုကျွန်တော်တိုက်တွန်းခြင်းလေယောမအခန်းကြီး7အငယ်1မှာဘာပြောလဲဆိုတော့ therefore now no condemnation for those who are in Christ အခုချိန်မှာခရစ်တော်ထဲမှာရှိတော်သူဒီတရားစီရင်ခြင်းတော့မရောက်ကျွန်တော်ဒီညနေမှာ3ချက်လောက်ကျွန်တော်ပြောချင်တယ်ခရစ်တော်ကကျွန်တော်တို့ကိုစားလေဝါကားတိုင်းမှာအသေးခံတဲ့အခါမှာအသွေးသွန်းလောင်းပြီးတော့သူ့ရဲ့ခေါင်းပေါ်ကနေရောသူ့ရဲ့နဘေးတော်ကနေလက်ကနေခြေထောက်ကနေပြီးလို့ရှိရင်သူ့ရဲ့တကူလုံးမှာပါပြီးလို့ဒဏ်ရာဒဏ်ချက်တွေနဲ့ကျွန်တော်တို့ကိုစားအသေးခံသွားလဲဆိုတော့ကျွန်တော်တို့ရဲ့နော်အပြစ်ကနေကယ်တင်ယုံဘုရားသားဖြစ်ရပို့တစ်ခုတည်းမဟုတ်ပဲနဲ့ဒီအပြစ်ကြောင့်အပြစ်ရဲ့အကျိုးဆက်ဖြစ်တဲ့ကျင့်ချင်းအမင်္ဂလာတွေဟာလေလုယာကျင့်ချင်းတွေတော်တော်ကြောက်တယ်နော်ကျွန်တော်တို့ချင်းလူမျိုးတွေအထူးသဖြင့်ဟိုကပြုစားခြင်းခံလိုက်တာဟိုနက်ကလုတ်ဖဲလိုက်တဲ့ဒီလိုဖြစ်သွားတယ်အခုတန်ရှင်းတော်ဝိညာဉ်တော်ရဲ့တကူထက်နတ်ရဲ့တကူကျွန်တော်ပူကြားတယ်လို့ခံစားရတယ်အဲ့လောက်ထိနတ်ဆိုးကိုကြောက်ရင်ဖယားကိုပူကြောက်ဆရာမကောင်းဘူးလားနတ်ကကျွန်တော်တို့ကိုဘာမှမလုပ်နိုင်ပါဘူးငရဲလဲမချနိုင်ပါဘူးကျွန်တော်တို့အသက်ကိုနော်တိုက်ရုံကငရဲတဲ့ကိုထဲ့နိုင်တာကဖယားသခင်ပဲရှိတယ်ဒီဖယားသခင်ကကျွန်တော်တို့ဘက်မှာရှိနေတယ်အခုချိန်မှာဟာလေလုယာကျွန်တော်တို့ခရစ်တော်ကကယ်တင်တဲ့အခါမှာဘလောက်ထိတိကျသေးချောင်းကယ်တင်တယ်လဲဆိုတာကျွန်တော်အချက်3ချက်နဲ့ပြောချင်တယ်ယေရှုခရစ်တော်ကျွန်တော်တို့ကိုစားပါဖြစ်လို့အသေးခံလဲပထမချက်အနေနဲ့ condemnation ခုနပြောတဲ့ကျွန်တော်တရားစီရင်ခြင်းအပြည့်ရဲ့တရားစီရင်ခြင်းအနေကျွန်တော်လုံးဝလွတ်မြောက်အောင်သူကယ်တင်တာဖြစ်တယ်အမှန်တော့ကျွန်တော်ယုံကြည်သူတွေကဒီကယ်တင်ခြင်းစိတ်ချမှုရကြပြီမဲ့
တင်းငယ်တဲ့အပြစ်တွေပေါ့နော်ဟိုမှာမလုတ်တဲ့မဲ့နဲ့လုံမိတဲ့အပြစ်တွေလုံမိတဲ့အခါမှာစိတ်ထဲမှာပါလာတယ်ဆိုတော့ဘုရားကကျွန်တော်ဆုံးမမလားကျွန်တော်ဒီလိုလုတ်သွားမိတာမတရားဘူးဖះလို့တော့မဟုတ်ဘူးဖះကကျွန်တော်ဘယ်လိုရိုက်မလဲအဲ့လိုခံစားတဲ့အတွက်ကြောင့်လူတဦးတယောက်လဲတခုခုယောဂရလာတယ်ဥမာတခုခုပြပါဆိုဟာဘုရားကရိုက်လိုက်တာဘုရားကသူ့ကိုစီရင်ပြစ်လိုက်တာဖြစ်တယ်သူဒီလိုပြောထားတာကိုဘယ်လိုဘုရားကပဲကြိုက်ပါလဲဘုရားကိုတရားစီရင်ဖို့ကျွန်တော်တို့ကနော်အမြဲတမ်းဘုရားကိုတရားစီရင်တဲ့ဘုရားအနေနဲ့မြင်ကြတယ်ယေရှုခရစ်တော်ဘာပြောလဲသူ့ကိုယ်သူဘာပြောလဲငါဒီကောင်းတော့တူးထိန်ဖြစ်တယ်တဲ့တူးထိန်တွေကဘာကင်ထားလဲဆိုတော့သူတို့ကဗာလေဒုတ်ချောင်းပေါ့နော်ဒုတ်ချောင်းကျွန်တော်တို့ထင်တာကျွန်တော်တို့ထိန်ချောင်းနေတဲ့ယေရှုခရစ်တော်နည်းနည်းစကားနားမထောင်တော့ရိုက်တဲ့တူးထိန်လို့ထင်တာကောင်းတော့တူးထိန်ကဘလောက်ထီအောင်သူ့တိုးတွေကိုထိန်တယ်လဲဆိုတော့ဟာလေလုယာဒါဝိဒ်ကဓမ္မဟောင်းမှာသူကတက်တေပြခဲ့တယ်သူ့အသက်ကိုစွန့်ရဲ့တိုးတွေကိုသူထိန်တယ်တဲ့စကားနားမထောင်တဲ့သူတွေကရိုက်တယ်လို့လဲကျွန်တော်မကြားဘူးပါဘူးဖခင်ကကျွန်တော်တို့ကိုရိုက်ဖို့အိမ်မှာမင်းပဲလျှောက်သွားပြန်မလဲဆိုတဲ့ဒုတ်ချောင်းနဲ့ဆောင်းနေတဲ့နော်ရှင်းနေမဟုတ်ဘူးကျွန်တော်တို့ကိုနော်သူ့သားတော်ကိုစွန့်တော်မူသည့်တိုင်အောင်ချစ်တဲ့ခမေးတော်ဖခင်ဖြစ်တယ်ခမေးတော်ဖခင်သူစီလို့တဲ့သားတော်ကလည်းကျွန်တော်တို့ကိုဘလောက်ချစ်လဲဆိုတော့သူ့အသက်ကိုပေးလောက်အောင်ကျွန်တော်တို့ကိုရွေးချယ်တဲ့ကဲတင်တဲ့ယေရှုဖြစ်တယ်ဆိုတော့သူတို့တာဖကကျွန်တော်တို့ဘယ်လိုလုပ်ရိုက်ကျွန်တော်တို့ခရစ်တော်ကဘလောက်ထိရှင်းပြထားလဲဆိုတော့တင်းတို့ကအဆိုးဖြစ်လက်ပင်တင်းတို့သားသမီးတွေကမဟုတ်တောင်းလင်ကြောက်ခဲကိုပေးမဲ့သူရှိသလားကောင်းကင်ဘုံမှာရှိတဲ့တင်းတို့ရဲ့ဘာကတောင်းတဲ့သူကိုကောင်းတဲ့အရာကိုမပေးဘဲနေမှာနိုင်ရှင်ပေးတယ်အဖခမည်းတော်ရဲ့မေတ္တာကိုကျွန်တော်နားလည်ဖို့ရသူကိုတိုင်ကတည်းလောက်ထအောင်ရှင်းပြပေးတယ်သူ့ရဲ့မေတ္တာကိုကျွန်တော်တန်တရားရှိမလားဆိုတော့သူကိုယ်တိုင်သူ့အသက်ကိုဆုံးရကျွန်တော်တို့ကဲတင်နေဖရားဖြစ်တယ်ကျွန်တော်တို့ကအပြစ်တစ်ခုခုလုံးမိတာနဲ့ကျွန်တော်တို့ကိုဘယ်လိုရိုက်မလဲမသိဘူးဆိုတဲ့နော်ခလေးတကယ်ကျွန်တော်တို့မှာတော့ဖရားရဲ့အကျဉ်းစီပေါ့နော်ခလေးတော့မရဘူးပေါ့နော်ကျွန်တော်ရေမရဒါပေမဲ့မိဘတွေကိုကျွန်တော်မေးတယ်ကိုခလေးတွေမင်းတို့ရဲမစောနဲ့နော်မစောစေချင်ဘူးလေနော်ဒါပေမဲ့မိဘတွေမင်းရဲမစောအောင်ဆိုပြီးတော့သူ့မျက်လုံးကိုတခါတည်းဖောက်ထုတ်မဲ့လူမိဘဘယ်နှပါရှိမလဲမင်းသားမင်းအတွက်မကောင်းဘူးမကြည့်နဲ့ဆိုမျက်စိကိုတခါတည်းရိုက်ပြီးတော့ဒုက္ခပေးတဲ့ဖခင်ဘယ်မှာရှိလဲကျွန်တော်တို့ကတခုခုဖြစ်လိုက်ဟာဘုရားကကြောက်ဘုရားကကျွန်တော်ဆုံးမလိုက်ပြီဒီလိုလုပ်လိုက်တာဘုရားမကြိုက်လို့ကျွန်တော်ရိုက်လိုက်တာခံလိုက်ရတယ်ပြောလိုက်သေးတယ်ကျွန်တော်တို့အဖခမီးတော့ဘလောက်ထိစိတ်နာမလဲဘုရားရဲ့မေတ္တာကနည်းနည်းမားတာနဲ့ရိုက်တဲ့ဘုရားမဟုတ်ဘူးအပြစ်မြောက်များစွာရှိတော်လဲလွတ်စေဆိုပြီးတော့ကျွန်တော်တို့ကိုခွင့်လွတ်တဲ့ဘုရားဖြစ်တယ် Hallelujah no condemnation လို့ပြောတယ်ကျွန်တော်တို့အပြစ်အတွက်မှားယွင်းမှုအတွက်ကျွန်တော်တို့ကိုဘယ်တော့အခါမှပြန်မရိုက်တော့တဲ့ဘုရားဖြစ်ပါတယ်အပြစ်ကိုလုပ်ဖို့ကျွန်တော်တိုက်တွန်းအားပေးတာမဟုတ်ပါဘူးရှင်ဟန်ကဘာပြောလဲဆိုတင်တော့အပြစ်မလုပ်ဖို့ရငါဒီချမ်းစာကိုရေးတယ်တဲ့ဒါပေမဲ့ပြစ်မှားရင်ဆိုတော့ကျွန်တော်တို့ဒီအထိပဲဖတ်မယ်ဆိုရင်တော်တော်ကြောက်စရာကောင်းတယ်တကယ်လို့မှားတယ်ဆိုရင်တဲ့တင်တော့အတွက်ဆုတောင်းပေးတဲ့ကျွန်တော်တို့ရဲ့ယစ်ပရောဟိတ်ယေရှုကကျွန်တော်တို့အတွက်ရှိနေဟာလေလုယာဆိုတော့ကျွန်တော်အခုပထမဆုံးပြောချင်တာကျွန်တော်တို့ရဲ့မှားယွင်းမှုကြောင့်ခဏအရိုက်တဲ့ဖခင်မဟုတ်ဘူးသူအသက်ကိုဆုံးရကျွန်တော်တို့ကိုကယ်တင်တော်ယေရှုဖခင်ကျွန်တော်တို့ကိုအမြဲတမ်းကြွယ်ကာနေတဲ့ဖခင်ဖြစ်ပါတယ်သူရဲ့မေတ္တာကိုတောက်မဖြစ်ဘူးနော်မိသားစုမှာကြည့်မယ်ဆိုရင်တချို့ကလေးတွေကဆိုးတတ်တယ်ကျွန်တော်ကိုယ်တိုင်ငယ်တုန်းကကျွန်တော်ကိုဒီကအခုအသက်ကြီးလေလူကနော် original ပေါ်လေပေါ့နော်ဆရာခုနဲ့ခဏမှာကြတယ်ဆိုတော့ကြီးလိုက်ရင်ငယ်တုန်းကဆိုရင်ကျွန်တော်ကအငယ်ဆုံးဆိုတော့သူတို့ကလည်းအမျိုးမျိုးကျွန်တော်ပြောတာပေါ့နော်ပုံကိုကြည့်ပြီးတော့မင်းကလားရုပ်ပေါက်တယ်ပေါ့နော်
India pia ni meo miba dia muisa laida. Maho manti de dame kansala de. Okay, mia phi malabo no. Minjo gule chiule minga ngaro ngi ku aye maho bu min muisa ra so da take mia ho malabo no. Maho man no ti bi me kansala de. ပြီးတဲ့အခါမှာကျွန်တော်ခေါင်းကချွန်ချွန်လေးနော်ပညာရှိနော်ခေါင်းဆိုတော့အဲ့ဒါကိုကျွန်တော်ကိုရီးယားပါပဲလို့ဒက်ပွန်နဲ့ချင်းလို့ဆိုနာတယ်နော်ပမာစကားမှာတော့မဆိုဘူးဒက်ပွန်ဒက်ဇာမ်ဆိုတော့အာခံစားလိုက်တာကျွန်တော်ကိုနော်မိဘတွေကသူတို့ကိုချစ်တယ်လို့ကျွန်တော်ကိုမချစ်ဘူးလို့တော့ခံစားရဆိုတော့မိသားစုထဲမှာဘယ်ကလေးကနော်အပြန်ထွက်ပြီးတော့အရက်ဒီပါဒီတောက်အဲ့လိုမျိုးဖြစ်တတ်တယ်ဆိုတော့မိဘကသူ့ကိုမချစ်ဘူးလို့ခံစားတဲ့လူကအဲ့လိုဖြစ်တာအိမ်မှာတကယ်မိသားခံစားတဲ့လူကထွက်เสียအကြောင်းမရှိဘူးလေအိမ်တော်မတွားအပြင်တော်မတွားချင်တော့ဘူးလေငါမိဘကငါ့ကိုချစ်တယ်လို့တကယ်သိတဲ့လူကပျက်စီးဖို့နေတယ်အဲ့လိုမျိုးထွက်သွားတဲ့လူကမိဘမေတ္တာအိမ်ကသူခံစားခြင်းနဲ့မေတ္တာကိုမရလို့ငတ်လို့သူထွက်သွားတာပဲဒီအတိုင်းပဲကျွန်တော်ခရိယာသက်တာမှာလဲစိုးခြင်းလုံးမဟုတ်ဘူးတချို့ကျွန်တော်ကြတော့ဘုရားကတိတ်မချစ်လောက်ဘူးထင်တယ်ဆိုတဲ့လူကကျွန်တော်ဒီလောက်ဆိုးနေတာဘုရားကကျွန်တော်ကြိုက်မှာမဟုတ်ဘူးအတင်းတော်လည်းမကြိုက်ဘူးဒီလိုတည်းလည်းကျွန်တော်မကြိုက်ဘူးဆိုတော့ဘုရားကလည်းကျွန်တော်ကြိုက်မှာမဟုတ်ဘူးဆိုတဲ့နော်မှားယွင်းတဲ့ယုံကြည်မှုတစ်ခုကြောင့်ပျက်စီးသွားတဲ့ခရိယာတွေအများကြီးအဲ့ဒါကစာတန်ရဲ့အကြီးမားဆုံးသောလက်နဲ့လက်ဖြစ်မယ်လို့ကျွန်တော်ယုံကြည်တယ်ယေရှုခရစ်တော်နှစ်ချင်းခံတဲ့အချိန်မှာယော်ဒန်မြစ်ကျွန်တော်တိတက်လောက်ဆိုရင်ကျွန်တော်တကယ်ချင်းတရားဟိုးရောက်တော့ဓာတ်ပုံပို့ပေးတယ် Facebook မှာပြီး1400နိုင်လေတဲ့ယော်ဒန်ခရစ်တော်နှစ်ချင်းခံတဲ့နေရာနော်ကဘာပေါ်မှာအနှိမ့်ဆုံးနေရာဖြစ်တယ်ယော်ဒန်မြစ်ခရစ်တော်အဲ့ဒီအချိန်မှာခမေးတော်ဘုရားစကားပြောတယ်ဤသူကငါနှစ်သက်မြတ်နိုးရာအိုက်ချစ်တာဖြစ်တယ်အဲ့ဒါပြီးလဲပြီးတော့ရန်နေတက်လာတယ်တန်ရှင်တော်ဝိညာဉ်တော်နဲ့ပြည့်ဝပြီးတော့ဘယ်ထွက်သွားလဲဆိုတော့တောထဲကိုထွက်သွားတယ်ရက်ပေါင်း40အစာရှောင်တယ်နော်ထင်ထားတာခမေးတော်ဘုရားကသူ့စီကိုကောင်းကင်တမန်တွေပါဒီလာမလားဘောနော်အရင်ဆုံးဘယ်သူလာလဲဆိုတော့စာတန်လာတယ်ဆိုစာရှောင်လားရက်ပေါင်း40စာရှောင်ဝိညာဉ်တော်နဲ့အရန်ပြည့်ဝနေတယ်ဟာဘယ်သူလာရပြီဆိုတဲ့ချိန်မှာစာတန်ရောက်လာသူဘာပြောလဲဆိုတော့မြတ်တကယ်ဘုရားရဲ့သားမှန်ရင်ဤကြောက်ခဲတွေကိုမုံဖြစ်စီပြီးတော့စားလိုက်လीဒီလောက်အစာခံပြီးတော့ဘာဖြစ်ဘုရားရဲ့မေတ္တာကို तू ကဘယ်လိုလုပ်လိုက်လဲဆိုတော့အင်္ဂလိပ်လိုဆိုရင်ဘုရားသခင်ကခမည်းတော်ဘုရားကဤသူကငါ my beloved son to whom I am well pleased နော်အဲ့လိုပြောထားတဲ့ဟာကိုစာတန်ကခုပါလာလို့လဲဆိုတော့ဟေးမင်းကဘုရားသားမှန်ရင် beloved ဆိုတဲ့စကားလုံးမထည့်တော့ဘုရားရဲ့မေတ္တာကိုအမြဲတမ်းထုတ်သွားတယ်စာတန်ကဘုရားရဲ့မေတ္တာရော့ကျွန်တော်တို့ခံစားချက်မှာရော့လေလမ်းမလေပဲကျွန်တော်တို့ကအာမင်ဆိုတော့ဘုရားရဲ့မေတ္တာထဲမှာစိုက်ဖြူခြင်းကံဖို့ရှင်ဘောတို့ကကျွန်တော်တို့ကိုမင်းတို့တဲ့ငါအမြဲတမ်းဆုတောင်းပေးတယ်ဘုရားရဲ့မေတ္တာထဲမှာစိုက်ဖြူခြင်းကံပါမေတ္တာကိုခရစ်တော်ကတော့အဲ့ဒါပြဿနာမရှိဘူးလေသူတို့ကဆိုတော့စာတန်ကတော့မင်းဘုရားသားမှန်ရင်ဒီကြောက်ခဲတွေကိုမုံဖြစ်အောင်လုပ်ထားလိုက်ခရစ်တော်မမားပြီမဲ့ကျွန်တော်တို့ကအဲ့ဒီနေရာမှာလမ်းမားနေတယ်ဘုရားရဲ့မေတ္တာကိုနည်းနည်းတန်တရားဖြစ်လိုက်တာနဲ့စာတန်ကတော့နေရာယူပြီအဲ့ဒါကြောင့်ကျွန်တော်တို့ဒီနေရာမှာမာယွင်တစ်ခုခုမာယွင်လို့အလိုတော်အတိုင်းလိုက်မလျှောက်နိုင်လို့ဘုရားကရိုက်တယ်ဆိုတဲ့ခံယူချက်လေယေရှုနာမ၌ဖယ်ချက်ရအောင်အာမင်ဘုရားသခင်ကဘယ်တော့အခါမှကျွန်တော်တို့ကိုတရားမစီရင်တဲ့ဘုရားဖြစ်တယ်ချင်းရခရစ်ယာန်ခိုင်း3အငယ်18ယုံကြည်သောသူကတော့ဘုရားသားဖြစ်ခွင့်ပေးတယ်မယုံကြည်တဲ့သူကတော့အခုပင်လင်တရားစီရင်ခြင်းခံတယ်လို့ကျမ်းစာထဲမှာခရစ်တော်ကိုယ်တိုင်ပြောတာဖြစ်တယ်ဒုတိယအနေနဲ့ကျွန်တော်ဗာပြောချင်တယ်ဆိုတော့ခုနကျွန်တော်ပြောတဲ့
curse ပေါ့နော် curse ဆိုတာကကျင့်ချင်းအမင်္ဂလာကဘာဥကြခန်းကြီး3အငယ်19ဖတ်တဲ့အခါမှာဒါအာဒံကအတိဥစားမိတဲ့အခါအပိကလောကတွေရောက်သွားတယ်နော်ဘုရားသခင်ကိုယ်တိုင်သူ့စီသွားပြီးတော့မင်းငါပြောတဲ့အတိုင်းငါစကားကိုနားမထောင်ဘဲနဲ့မစားနဲ့လို့ငါပြောတဲ့အတိကိုစားတဲ့အတွက်ကြောင့်အပိရောက်ပြီမင်းကြောင့်တဲ့ဘုရားသခင်ပြောတာမင်းကြောင့်ဒီမိကြီးကချိန်ချင်းအမင်ခံသွားတယ်စူးပင်တွေပေါက်လိုက်မယ်မင်းစားရမယ့်အရာကိုလည်းခေါင်းကနေပေါ့နော်ချွေးကြတဲ့အထိမင်းရှာပြီးမှစားရအဲ့ဒါကနော်ဘာလဲဆိုတော့ကျင့်ချင်းအမင်္ဂလာရဲ့အကျိုးဆက်ဖြစ်တယ်အပြည့်ရဲ့ကျင့်ချင်းအမင်္ဂလာဖြစ်တယ်ဒါပေမဲ့ယေရှုခရစ်တော်ကကျွန်တော်တို့အတွက်အသေးခံတဲ့အခါမှာဘာဖြစ်လို့သူ့ခေါင်းမှာစူးနဲ့ရစ်ထားတဲ့ဥယျာဉ်ကိုဘာဖြစ်လို့ဆောင်းရတာတိုက်ဆိုင်လို့လားဘာဖြစ်လို့တကူလုံးရိုက်နေချင်းခံရတာဘာဖြစ်လို့ကဲတစီမဥယျာဉ်မှာသူ့ရဲ့ချွေးကသွေးဆက်ကဲတော့ဘာလို့မီးပေါ်ကိုချရတာလဲဒါတွေကတိုက်ဆိုင်လို့ဖြစ်နေတဲ့အရာတွေမဟုတ်ယေရှုခရစ်တော်ကျွန်တော်တို့အပြစ်အတွက်အသေးခံရုံမဟုတ်ဘဲနဲ့အပြစ်ရဲ့အကျိုးဆက်ပေးတဲ့ဒီကျင့်ချင်းအမင်္ဂလာအားလုံးအတွက်ပါပေးဆက်တာဖြစ်တယ်ဟာလေလုယာအဲ့ဒါကျွန်တော်ဆွေးမြဲမြဲခံစားမှခံယူမှသာလျှင်ကျင့်ချင်းအမင်္ဂလာကျွန်တော်ကြောက်စိတ်ကပျောက်သွားမှာဖြစ်တယ်ကျွန်တော်ဆိုလုံးဝတကယ်ကိုမကြောက်ဘာဖြစ်လို့လဲဆိုတော့ယေရှုခရစ်တော်အသွေးတော်နဲ့ဆေးကြောခြင်းခံပြီးတော့ဖယားသားဖြစ်တဲ့လူတယောက်ကိုဘာဖြစ်လို့ပြုတ်စားလို့ရမလဲနတ်ဆိုးကဘာဖြစ်လို့ဒုက္ခခံရတော့မလဲလူတဝတ်တယောက်ကပြဿနာဖြစ်လာတဲ့အခါမှာအိုးနတ်ဆိုးရဲ့နှိပ်စက်ခြင်းခံတဲ့အခါမှာဟာဟိုကပြုတ်စားလို့ဒီကပြုတ်စားလို့ဟိုကနတ်ဆိုးဒီနဲ့ဒီလိုလုပ်လိုက်လို့ယုံကြည်သူတယောက်ဖယားရဲ့သားသမီးတယောက်ဆိုတာဘလောက်ကြီးမားတယ်လဲဆိုတော့ပေါ့လောကီသားလည်းမဟုတ်တော့ဘူးကျွန်တော်ဖယားရဲ့သားသမီးတွေဖြစ်လာဒီမနေ့လဲကျွန်တော်အတင်းတော့မပြောတယ်ကျွန်တော်တိတ်ရမ်းပြောချင်တယ်မဲ့ပြောမထွက်ဘူးလေဖယားသားသမီးနဲ့လောကီသားဆိုတာဘလောက်กว่าကြလဲဆိုခရစ်တော်ကိုယ်တိုင်ကယောဟန်အခန်း7မှာဆုတောင်းတယ်လောကီသားတွေအတွက်ဆုမတောင်းပါတဲ့ကျွန်တော်တို့ရဲ့နော်ကဲတင်ရှင်ကကျွန်တော်တို့ကတော့အမလေးဖယားတဲ့တောင်သဘောထားကြည့်ပြီးတော့တခါတည်းလောကမှာရှိသမျှတတ္တဝါအပေါင်းတို့အတွက်ဆုတောင်းနေတယ်ကောင်းပါတယ်ဒါပေမဲ့ခရစ်တော်ဆုတောင်းတဲ့အခါမှာလောကီသားတွေအတွက်မတောင်းဘူးတဲ့ဘယ်သူအတွက်လဲယုံကြည်သူသူ့သားသမီးတွေအတွက်သူဆုတောင်းတယ်အဲ့လိုလေသဘောထားကြီးစရာမလိုဘူးနဲ့တူပါတယ်ကြီးရတာဖယားသခင်ကသူ့ရဲ့သားသမီးတွေအတွက်နော်ယေရှုကိုယ်တိုင်ကကျွန်တော်တို့ဆုတောင်းပြီးကိုရောရဲ့နာမတော်နဲ့သူတို့ကိုကွယ်ကာပါတဲ့နာမတော်အပြင်ကွယ်ကာခြင်းခန္ဓာသူ့သားသမီးတွေကပဲရတာလောကီသားတွေနဲ့မဆိုင်ဘူးအဲ့တော့ဖခင်ရဲ့ကွယ်ကာမှုမရတဲ့လူတွေကကျွန်တော်တို့ကိုဘယ်လိုလုပ်ဒုက္ခပေးနိုင်တော့မလဲဒီချင်းချင်းအမင်္ဂလာဆိုတာယုံကြည်သူတွေအတွက်လုံးဝမဟုတ်တော့ဘူးဆိုတာကျွန်တော်နားလည်ဖို့လိုတယ်အာမင်အဲ့ဒါကြောင့် khas ချင်းချင်းအမင်္ဂလာဓမ္မဟောင်းမှာတော့မှဤတိလလူမျိုးတွေကခန္ဓာမရောက်ခင်လေးမှာပေါ့နော်ဘာလမ်ဦးဆောင်ပြီးတော့ဘာလက်ဘယင်ကြီးကသူတို့ကိုချိန်ပေးပါသူတို့ချိန်မရမယ်ဒီလိုအကုန်လုံးချိန်ပေးလိုက်မင်းကငါစုကောင်းကောင်းပြီးမယ်ဆိုတော့ဘာလမ်လည်းလိုက်သွားတာပါနော်ချိန်ဖို့ကြိုးစားနေတယ်ဤတိလလူပေါင်းတို့ချိန်ဖို့စတော့ဘုရားရှင်ကောင်းချီးပေးပါစေဖြစ်သွားရောအဲ့ဒါနဲ့ဘာလက်ကလေးအရန်စိတ်ဆိုးတာပေါ့နော်ငါသူတို့ကိုချိန်ဖို့ငါခေါ်တာမင်းကကောင်းချီးပေးနေတယ်ဆိုဘုရားကောင်းချီးပေးတဲ့လူကိုချိန်လို့မရဘူးတဲ့ဟာလေလုယာဓမ္မဟောင်းမှာတော့မှအသွေးတော်မသွန်းလောင်းရသေးဘူးအဲ့ချိန်ဘုရားကောင်းချီးပေးထားတဲ့လူတွေချိန်လို့မရဘူးဘုရားကိုယ်တိုင်ကဘာလာကိုပြောတယ်ငါကောင်းချီးပေးထားတဲ့လူမင်းဘယ်လုံးမှချိန်လို့မရချိန်ရင်လည်းဒီချိန်ချဘယ်သူစီပြန်ရောက်မလဲသူ့ဘောပဲပြန်ရောက်အဲ့တော့ကျွန်တော်တို့နဲ့ချိန်ချင်းအမင်္ဂလာဆိုတာလုံးဝမဆိုင်တော့ပြီးခဲ့တဲ့နှစ်ပတ်လောက်တလလောက်တုန်းကဆရာမကိုချင်းကျွန်တော်အမနော်ဆရာဆိုပြီးရဲ့အမိကျွန်တော်သူတို့ဖွဲ့နဲ့ရန်ကုန်ရောက်လာကြတယ်လေ့လာရေးခရီးပေါ့နော်တန်တေးစကူဆရာမတွေ
တယောက်ကတက်တည်ခံတယ်ကျွန်တော်အရန်အော်တယ်တကယ်လဲဟိုထူးခြားတယ်ပေါ့နော်ကျွန်တော်ကြားသမျှထဲမှာတော်ထူးခြားတယ်အဲ့ဆရာမကအမြဲတမ်းသူSunday School တွေဦးဆောင်တယ်မိုးချိုတွေဦးဆောင်တယ်သူကဒီချိန်ချက်အမင်္ဂလာအကြောင်းတော့သူလည်းဒီတိုင်းပဲလက်ခံထားတာဖြစ်ပေမဲ့တရက်ကြတော့တဲ့သူ့ရဲ့လေပင်ကငှစ်ထားတယ်လို့ခံစားတယ်သူတို့ကလော်ဘွားကလေးတွေဦးဆောင်နေတဲ့အဖွဲ့တွေတရားဟောတယ်ကလေးတွေပြုစုတယ်ဒါပေမဲ့သူ့လေပင်ကိုတယောက်ယောက်ကတခုကငှစ်ထားလို့ခံစားတယ်အဆူတောင်းတယ်တဲ့ဘာမှဖြစ်ဘူးတနေ့ကျတော့မကြဘူးပေါ့နော်သူဆူတောင်းရင်းနဲ့နောက်ဆုံးသူ့ရှာအောက်မှာတခုဖြစ်နေတာပေါ့နော်အဲ့ဒါကိုသူဒီလိုလုပ်ပြီးတော့ဆွဲလိုက်တော့စပင်းအရှိထွက်လာတယ်တဲ့သူ့ရှာအောက်မှာနော်စပင်းအရှိဒီလိုဆွဲလိုက်တော့စပင်းကြီးချီထွက်လာတယ်ခဏကျွန်တော်ပြောတဲ့ပြုတ်စားတဲ့သဘောမျိုးပေါ့နော်ဒါမဲ့အချိန်မီဘုရားသခင်ကအဲ့ဒါတော့မှဟုတ်ပြီးခွင့်ပေးဟာလေလုယာစာရမဏေရဲ့ဖြစ်စည်းခြင်းထဲမှာတော့သူ့သားသမီးတွေကိုဘယ်တော့အခါမှဘုရားကဒီတိုင်းလွတ်မှာမဟုတ်ပါဘူးကိုယ့်ရဲ့ရွေးချယ်မှုမာမှုကြောင့်စာရငါချီကုတ်ယူပြီးတော့ပေါ့နော်ကျွန်တော်တို့ကတခုလုံးမိရင်တော့အချိန်မီကျွန်တော်တို့ကိုရည်တင်တဲ့ဘုရားဖြစ်တယ်ဆိုတော့ဒီချိန်ချင်းအမင်္ဂလာတွေမရှိဘူးကျွန်တော်မပြောဘူးယုံကြည်သူအတွက်မရှိတာဒီယုံကြည်ခြင်းနဲ့ပြန်လဲပြီးတော့ကျွန်တော်ရပ်တည်ဖို့လိုတယ်နတ်ဆိုးရဲ့တကူတော်ထက်ဖခင်ရဲ့တကူတော်ပြောရအောင်အာမင်ကျွန်တော်တို့ဥပမာဧည့်သည်လာတယ်ဟာထိုင်တယ်သူတို့ကလုံးဝစကားမပြောဘဲနဲ့ခုမိသားစုအချင်းချင်းကိုပဲတစ်ချိန်လုံးစကားပြောပြီးဆိုရင်ဒီဧည့်သည်ကတော့ကျွန်တော်သွားစရာရှိတယ်ဆရာအဲ့ဒါတော့တတိမထားဘူးကျွန်တော်တို့မိသားစုချင်းချင်းပဲစကားပြောပြီးဆိုရင်နော်အယူမဟုတ်ဘူးဆိုရင်ထွက်သွားမှာပဲအယူဆိုရင်တော့တစ်မျိုးပေါ့နော်စာတန်မောင်းထုတ်တယ်ဆိုတာအဲ့လောက်ကြီးအော်ဆရာတော်မလိုပါဘူးဖျားပဲချီးမွမ်းလိုက်ဖျားပဲဂုဏ်ပြုလိုက်ဖျားရဲ့တကူတော်ပဲပြောရင်ဒီလာတဲ့အလေလာတဲ့တယောက်ကတော့ထွက်သွားမှာပဲမောင်းထုတ်ဆရာတော်မလိုဘူးဟာလေလုယာဒါဝိဒ်ကဆောင်းကိုတီးတာတဲ့ဆောင်းတီးတာဘုရားကိုချီးမွမ်းနေတာခုမှမစီမဆိုင်နတ်ဆိုးကထွက်သွားတာကျွန်တော်တော့နတ်ဆိုးတွေကိုချီးနှောင်းတယ် Pacific Ocean ထဲကိုထည့်တယ်ဟိုးပင်လယ်ထဲကိုထည့်တယ်ဟိုးဒါမဲ့မထွက်ဘူးလေကျွန်တော်တို့လောက်တာတခုလွဲနေတယ်ကျွန်တော်တို့လောက်ရမှာကကျွန်တော်တို့ကဲတင်တော့ဘုရားကိုချီးမွမ်းရမှာသူရဲ့တကူတော်ကိုဝန်ခံရမှာသူရဲ့မေတ္တာကိုအမြဲတမ်းအောက်မေ့တတိယပြီးဆိုရင်အလေလာတဲ့ဒီနော်နတ်ဆိုးကတော့သူဟာသူထွက်သွားလိမ့်မယ်ကျွန်တော်တို့ကတော့သူ့ကိုခမရတကူကြည့်တာကျွန်တော်အရန်ကြောက်တာတော့မထိနဲ့နော်ကျွန်တော်အရန်ကြောက်တာတော့ယေရှုနာမနဲ့ကျွန်တော်မလိုဘူးလေနော်သူ့ကိုပြောစရာမလိုဘူးကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားရဲ့ချစ်ချင်းမေတ္တာသူ့ရဲ့တကူတော်ကိုပဲကျွန်တော်ချီးမွမ်းရင်းနဲ့ဒီယန်တော်ကသူ့ဟာသူထွက်သွားတယ်ဟာလေလုယာဆိုတော့ကျင့်ခြင်းအမင်္ဂလာယေရှုခရစ်တော်ကလက်ဝါးကားတိုင်းမှာသူ့ရဲ့နဖူးကနေသွေးပါလေချွေးဆက်ကသွေးဆက်ကဲတော့ကြားတယ်ဆိုအာရန်ပြစ်မှားသောကြောင့်အပြည့်အခတေခြင်းမကဘူးမိကြီးရဲ့ကျင့်ခြင်းအမင်္ဂလာပါသူဆက်ပေးသွားတာဖြစ်တယ်ယုံကြည်သူနင်းတဲ့မိကတန့်ရှင်းပြီဟာလေလုယာဒီလောကမှာရှိတဲ့မိတွေကျွန်တော်ကိုရီးယားမှာဂျာကြီးနေတော့ကိုရီးယားယုံကြည်သူကဘာပြောလဲဆိုတော့ကျွန်တော်တို့ကိုရီးယားတောင်ကိုရီးယားတန့်ရှင်းပြီတဲ့ကျွန်တော်ပထမကျတော့ဟုတ်ပါမလားပေါ့နော်ဒါမဲ့နောက်ဆုံးတော့ကျွန်တော်လက်ခံတယ်ဘာဖြစ်လို့လဲဆိုတော့တောင်ဟူသမျှမှာစုတောင်းလုပ်တယ်သူတို့ဖယားကိုခေါ်တာလေအတကုံခေါ်တာသူတို့ဖယားကိုခေါ်ပြီးဆိုရင်အယူလူသူတို့ကဟာဘကြီးခေါ်တာပေးလိုက်ရတာပေါ့နော်တကယ်ဖယားကိုခေါ်တယ်ဆိုတော့သူတို့ကသူ့ atmosphere ပေါ့နော်တောင်ကိုရီးယားတစ်ခုလုံးကျွန်းဆွယ်တစ်ခုလုံးဟာတန့်ရှင်းပြီလို့သူပြောရတယ်တကယ်လဲဟုတ်မယ်လို့ကျွန်တော်ယုံကြည်ဘာဖြစ်လို့လဲဆိုတော့သူတို့ဟိုဘက်မှာဂျပန်လမ်းအောင်မြင်ရတယ်အင်ချွန်းကနေအဲ့ဒီဘက်မှာငလျင်တစ်ချိန်လုံးလုပ်နေတာဒီဘက်မထိဘူးလေတမျိုးပဲနော်ဖျားရဲ့ကွယ်ကမှုဒီမီတစ်ခုလုံးကဖျားသခင်ကတန့်ရှင်းပြီးသားပြီဘာဖြစ်လို့လဲ
ယုံကြည်သူတွေနင်းထားလို့နေရာတကာမှာယုံကြည်သူတွေတွားနေကြတောင်ပေါ်တက်တယ်ကျွန်တော်တို့ကိုယ်တိုင်လဲတောင်ပေါ်တက်တယ်ဟိုးဆုံးအပေါ်ဆုံးထိပေါ့နော်တက်ပြီးတော့သူတို့တစ်ချိန်လုံးကြွေးကြော်တယ်ယေရှုနာမနဲ့တစ်ချိန်လုံးကြွေးကြော်ကြတယ်ဆိုတော့တနိုင်ငံလုံးကတန့်ရှင်းတယ်လို့ဖြစ်နေတယ်အဲ့ဒါတကယ်သူတို့ရဲ့ပေါင်းခြင်းမင်္ဂလာတခုနော်ကျွန်တော်တို့ကတော့အားလုံးရဖို့မလွယ်သေးဘူးထင်တာပဲနော်တော်တော်လေးပြည့်နေတယ်ကျွန်တော်တို့သိမမြင်ချင်တဲ့ຢာတွေကတရားတက်ကအဲ့ဒါဒီရုပ်သိမ်းဖို့အရင်မသွားဘဲနဲ့ကျွန်တော်တို့နင်းသမျှနေရတော့ဘုရားတရားတန်ရှင်းခြင်းပြီးနေဟာလေလုယာအဲ့ဒါကြောင့်ကျွန်တော်ပြောချင်တယ်ဒီကြောက်စိတ်နဲ့လည်းမနေဘူးယေရှုခရစ်ကိုယုံကြည်လက်ခံထားတဲ့လူဘုရားသားသမီးတွေကကျင့်ချင်းနဲ့တော့စိုးရင်စရာအကြောင်းမရှိတဲ့အကြောင်းပေါ့နော်ယေရှုနာမနဲ့ကျွန်တော်ပြောချင်တယ်နောက်ဆုံးချက်အနေနဲ့အပြည့်ရဲ့ကြီးကြုံကနေလွတ်မြောက်ခြင်း freedom from the dominion of sin ယောမအခန်းကြီး6ငယ်14မှာဘာပြောလဲဆိုတော့ကျွန်တော်တို့ဒီပြည့်ညတ်တော်အောက်၌အသက်မရှင်ဂျေဇုတော်အောက်၌အသက်ရှင်သောကြောင့်အပြစ်ဒီကျွန်တော်တို့အပေါ်မှာအုပ်ဆိုးခြင်းမပြုဘူးဂျေဇုတော်ခံစားတဲ့အခါမှာဂျေဇုတော်ချက်အပြစ်များများလုပ်ဖို့ကျမ်းစာထဲမှာမဖော်ပြထားဘူးဂျေဇုတော်အောက်မှာအသက်ရှင်တဲ့အတွက်ကြောင့်အပြစ်ကျွန်တော်တို့ကိုဘယ်တော့အခါမှာကျွန်တော်တို့ရဲ့မာစတာပေါ့နော်ကျွန်တော်တို့ကိုကြိုးကင်အပြစ်ကကျွန်တော်တို့ကြိုးကင်လို့မရတော့ဘူးကျွန်တော်တို့ကဂျေဇုတော်လက်အောက်မှာရှိတယ်ကြောင့်ဆိုတော့ဒီအထူးသဖြင့်ဒီကယ်တင်ခြင်းဂျေဇုတော်အကြောင်းစဟောတဲ့တန်ရှင်တော်ဝိညာဉ်တော်နဲ့အလုပ်လုပ်တဲ့လူတွေပြောင်းလဲတဲ့အချိန်မှာစာဒမာနရဲ့အကြီးမားဆုံးလက်ကပါလဲဆိုငါဘာလို့နော်ဘလောက်ပဲဆိုအခုအချိန်မှာတော့မှအရက်တောက်ရင်တော့မှမဟုတ်လို့ရှိရင်လူများမယားနဲ့ပြစ်မှားတဲ့အချိန်မှာတော့မှ rapture line ကျွန်တော်တက်မယ်ဆိုတဲ့အမတန်မှ cheap grace လို့ခေါ်တယ်အမတန်ဘယ်လိုခေါ်မလဲလေးနဲ့မှမရှိတဲ့ဂျေဇုတော်ကိုအလွဲသုံးစားတဲ့လူတချို့ကြောင့်ကြီးမားတဲ့ဘုရားရဲ့ဂျေဇုတော်ကယ်တင်ခြင်းကိုအသင်းတော်တွေမှာမဟောကြတော့အသင်းတော်တွေမှာဘာတွေဟောကြလဲအသက်ရှင်ကြပါဘုရားကိုချစ်ကြပါချစ်ကြရအောင်ဘယ်လိုလုပ်ချစ်မလဲစိတ်နှလုံးကကျွေးမဲ့ချစ်ပါတယ်စိတ်နှလုံးကကျွေးမဲ့ချစ်ပါဘယ်လိုအတိတ်ပဲဖော်ရအမှန်းတော်ကျွန်တော်တို့မသိဘူးနော်ဓမ္မဟောင်းကျမ်းစာထဲမှာဗာပြောထားလဲဆိုတော့ပြည့်ညတ်တော်ထဲမှာထာဝရဘုရားကိုစိတ်နှလုံးကကျွေးမဲ့ဉာဏ်စွမ်းရှိသမျှနဲ့ချစ်လို့ဦးစားကြည့်တယ်ဘယ်လိုချစ်ရမှန်းတော့ကျွန်တော်မသိဘူးဓမ္မတိမှာတော့ဘုရားကဗာပြောလဲသင်တို့အားလုံးကခွင့်လွှတ်ပြီသင်တို့ငါ့ကိုတော့ဒီလိုမချစ်နိုင်ပြီငါတပါးဒီတော့တားတော်ကိုစွန့်တော်မူသည့်တိုင်အောင်သင်တို့ငါချစ်တယ်ဟာလေလုယာဒါကဘုရားရဲ့မေတ္တာဖြစ်တယ်ဘုရားကကျွန်တော်တို့ဘက်ကပေးမဲ့အရာချစ်ချင်းမေတ္တာကိုမတန်းတတော့ဘူးသူ့ရဲ့မေတ္တာကိုပဲသူဖော်ပြနေတာဖြစ်တယ်ဒီနေရာမှာလဲကျွန်တော်အဆုံးမှာကျွန်တော်ဗာပြောချင်တယ်ဆိုတော့ပြည်သူနဲ့ယောဟန်နဲ့နည်းနည်းလေးဥပမာအနေနဲ့ပြောသွားခြင်းပြည်သူကတော့ဘုရားကိုအင်မတန်ချစ်တယ်ယေရှုကိုတကယ်ချစ်တယ်ကိုတော့သွားတဲ့နေရာကျွန်တော်သွားမယ်ကိုတော့တည်တဲ့နေရာမှာကျွန်တော်တည်မယ်ဒီလူတွေတော့ကျွန်တော်မသိဘူးဒီလူတွေကတော့သူ့ရဲ့မေတ္တာသူ့ဘက်ကနေထားတဲ့မေတ္တာကိုသူပါကြွားနေတယ်ယေရှုကတော့ကျွန်တော်တို့ရဲ့မေတ္တာလောက်တော့သူနားလေတယ်ဟုတ်လားပိသားမနဲ့ဒီညကြရင်မင်းငါကို3ချိန်တီမငင်းမချင်းကျင့်မတော်ဘူးတဲ့ကျွန်တော်တို့ရဲ့ဖျားပေါ်မှာထားတဲ့မေတ္တာကအကန့်အသတ်ရှိတယ်ရှိပါတယ်မေတ္တာတော့ရှိကြပါဒါပေမဲ့ကျွန်တော်တို့ရဲ့မေတ္တာကအမတ္တမအကန့်အသတ်ရှိတယ်အချင်းဒီပေါ်မူတည်တယ်စံနေလာရင်မေတ္တာကဟောဘုရားကိုချစ်တာကိုတော်ကိုချစ်တယ်ကိုတော်ကိုချစ်သည်ကျွန်တော်ရဲ့ချစ်သူယေရှုမနေကြတော့ပြန်ကြလာတယ်အင်္ဂါနေ့လောက်ဆိုဟိုးချောင်းတဲ့ရောက်သွားပြီမြောင်းတဲ့ရောက်သွားပြီဘယ်အချစ်မှမရှိတော့စနေနေ့လောက်ပြန်ရောက်လာတယ်ပြန်ချစ်လာတယ်အိုးပြန်တက်ပြောင်း worship အကြည့်ကြဖျောက်ချစ်လို့ဆုံးဖြတ်လိုက်ပြီးကိုတော့နောက်လိုက်မယ်ဘယ်တော့အခါမှမသွားတော့ဘူးဆုံးဖြတ်ချက်ချပြန်ပြီ
မာနေကြတော့ပြန်ကြပြန်အဲ့ဒါနဲ့ပဲခုခေတ်စကားနဲ့ဆိုတိုင်ပတ်နေတယ်ကျွန်တော်အဲ့ဒါနဲ့တိုင်ပတ်အမှန်တော့ချင်းဗာလေပြီးသားလက်ဒီအတိုင်းဖြစ်တယ် तू ကတော့တကယ်ချစ်တာဟန်ဆောင်ပြီးပြောတာမဟုတ်တကယ်ချစ်တာဒါပေမဲ့သူ့အချစ်ကကျွန်တော်တို့ရဲ့ချစ်ချင်းမြတ်တာက limit ရှိတယ်အကန့်အသတ်ရှိတယ်ဒါပေမဲ့သူ့ရဲ့တငယ်ချင်းယောဟန်ကြတော့တခါမှကိုတော့ကျွန်တော်ချစ်တယ်ကျွန်တော်တေးတဲ့ထိလိုက်ပဲဆိုတာတခါမှသူစကားမပြောဘူးသူပြောတဲ့စကားထဲမှာသူဘာပြောလဲဆိုယေရှုချစ်တော်တပည့်တော်သူ့ကိုယ်သူယေရှုကကျွန်တော်ကိုတိတ်ချစ်တယ်ယေရှုရဲ့အချစ်ဆုံးတပည့်တော်ဆိုပြီးတော့သူ့ကိုယ်သူမိတ်ဆက်တာသူကปีตาကတော့ငါကတော့ယေရှုအချစ်ဆုံးယောဟန်ကတော့ယေရှုအချစ်ဆုံးတပည့်တော်ဖခင်ရဲ့မေတ္တာထဲမှာသူရှိတယ်သူ့မေတ္တာကိုသူအားမကိုဘူးခရစ်တော်ရဲ့မေတ္တာကိုသူအားကိုတယ်ဘယ်လောက်ထိခံတော့လဲဆိုရင်ဘက်ထရီဆိုရင်လေကျွန်တော်ဘက်ထရီကြောင်းရတယ်မှာလဲကျွန်တော်တွေ့ရတယ်နော်ဘက်ထရီမကောင်းတဲ့ဘက်ထရီလည်းလမ်းမှာကြအဲ့ဒီအတိုင်းပဲปีตาရဲ့မေတ္တာကညတကောင်ရန်ကြတော့ခရစ်တော်တကယ်အသက်ခံမှုဖြစ်လာတဲ့အခါမှာကျွန်တော်မသိဘူးနော်ဖြစ်သွားတယ်မင်းယေရှုရဲ့တပည့်မလားမင်းလည်းဟိုယေရှုနဲ့အတူလာတာမလားမသိဘူးကျွန်တော်လုံးဝမသိဘူးတဲ့သုံးချိန်တိတိချိန်ဆိုပြီးတော့သူမြင်ခဲ့ဒါပေမဲ့ခုနကျွန်တော်ပြောတဲ့ယောဟန်ကျွန်တော်ယေရှုတိတ်ချစ်တဲ့တခါမှမပြောဘူးယေရှုအမတန်ချစ်တဲ့တပည့်တော်လို့ခံယူထားတဲ့လူကတော့ယေရှုသွားတဲ့နေရာတိုင်းနောက်ဆုံးလက်ဝါးကားတိုင်းမှာခရစ်တော်အသက်ခံတဲ့အချိန်မှာသူ့ရဲ့ခြေတော်ရဲမှာဘယ်သူပဲကြံလဲယောဟန်တယောက်ပဲကြံတယ်တခြားတပည့်တော်တွေတေရဲတဲ့လူတွေဘယ်ရောက်လို့ရောက်မှမသိဘူးဆိုတော့ကျွန်တော်တို့လည်းကိုယ့်ရဲ့မေတ္တာထဲမှာမရပ်တည်ဘူးသူ့ရဲ့မေတ္တာထဲမှာရပ်တည်မှုဖြစ်ပါတယ်ဟာလေလုယာတခါတလေကျကျွန်တော်တို့အရန်ချစ်ချင်တယ်ကိုတော့ကျိုးစားရန်လုပ်ချင်တယ်ဒါပေမဲ့ကျွန်တော်တို့က limit ကန့်သတ်ရှိတယ်အဲ့ဒါကြောင့်ယေရှုခရစ်တော်ငါရဲ့မေတ္တာထဲမှာနေကြပါ abide in my love ငါရဲ့မေတ္တာထဲမှာနေကြပါမင်းတို့မေတ္တာကတော့မတိကြဘူးငါရဲ့မေတ္တာထဲမှာနေဆိုတော့ယောဟန်ကနောက်ဆုံးခရစ်တော်ကဘယ်သူ့ပဲအားကိုးရတော့လဲဆိုတော့ယောဟန်တယောက်ပဲရှိတယ်ယောဟန်မေရီနေရမယ်ပဲနော်မင်းကြည့်စုသူ့အမေတော်မှသူ့မေတော်တော်မှအရဲလောက်အောင်ယေရှုခရစ်တော်ယုံကြည်ရတော့သူကခရစ်တော်ရဲ့မေတ္တာကိုတကယ်နားလည်တဲ့လူသူတယောက်ပဲချက်ဆိုတော့ကျွန်တော်တို့အသက်တာမှာယဉ်ကျက်လာတယ်ဆိုတာတခြားနည်းနဲ့နိုင်เสียမလို့တော့ဖခင်ရဲ့မေတ္တာဘယ်လောက်နားလည်လာသလဲဖခင်ရဲ့မေတ္တာထဲမှာဘယ်လောက်ထိစိုက်ပျိုးခြင်းခံသလဲဖခင်ရဲ့မေတ္တာထဲမှာဘယ်လောက်ထိကြီးပွားလာသလဲဒါကကျွန်တော်တို့ယဉ်ကျက်ခြင်းပဲဟာလေလုယာကျွန်တော်တို့ထဲမှာဘာမှမရှိတာသူ့အထဲမှာပဲ in Christ သူ့အထဲမှာပဲမေတ္တာလဲသူ့အထဲကမေတ္တာပဲလွတ်မြောက်ခြင်းလဲသူ့အထဲကလွတ်မြောက်ခြင်းပဲပြည့်စုံခြင်းလဲသူ့အထဲကပြည့်စုံခြင်းဖြစ်တယ်အဲ့ဒီချိန်ကြမှာယေရှုဟာအမတာမှကြီးလာတယ်အသက်တာမှာအဲ့ဒီအကြောင်းအရာကိုကျွန်တော်တကယ်ခံစားလာတဲ့အခါမှာအရင်တော့ကတော့ကျွန်တော်လဲဟောပါတယ်ကျွန်တော်လဲမျက်ရည်ကျပါတယ်တကယ်လဲဆုတောင်းပါတယ်ဒါပေမဲ့ယေရှုဖျားဘက်ကတချို့ကျွန်တော်တို့ဘက်ကလည်းတချို့ဆိုတဲ့ခံယူချက်နဲ့ကျွန်တော်သွားနေတဲ့ချိန်မှာယေရှုကဟိုးအဝေးကြီးမှာရောက်တယ်လို့ကျွန်တော်ခံစားတယ်ကိုတော့ကျွန်တော်လည်းစူးစမ်းပြီးလာခဲ့မယ်နော်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဒါပေမဲ့ကိုတော့ထဲမှာအကုန်လုံးကကိုတော့ထဲမှာဖြစ်လာတဲ့အခါမှာယေရှုပဲဖြစ်တယ်ဟာလေလုယာအသက်တာတစ်ခုလုံးမေတ္တာအကြောင်းဒီမင်းအားလုံးကယေရှုထဲမှာအားလုံးပြည့်စုံမှာတကယ်ကျွန်တော်နားလေလာတယ်။အော်ကျွန်တော်မရှိတော့ဒီလူမရှိတော့ဘူး။ဟာလေလုယာယေရှုပဲအသက်ရှင်တော့တာဖြစ်တယ်။ကျွန်တော်အထဲမှာယေရှုအသက်ရှင်တယ်။ကျွန်တော်ရဲ့အထဲမှာယေရှုအသက်ရှင်တယ်လို့ကျွန်တော်လည်းယေရှုထဲမှာအသက်ရှင်လာတယ်ဆိုတာတကယ်နားလေလာတဲ့အခါမှာချစ်ချင်းမေတ္တာဟောเสียတော့မလို့တော့အထဲမှာရှိတဲ့နော်ယေရှုခရစ်တော်ဝိညာဉ်တော်ကချစ်ချင်းမေတ္တာဖြစ်တယ်။ဘုရားကငါမှလည်းမေတ္တာရှိတယ်လို့ပြောတဲ့ဘုရားမဟုတ်ဘူးသူကိုယ်တိုင်ဘုရားနော်သူကိုယ်တိုင်ကမေတ္တာဖြစ်နေဘုရားဖြစ်
အဲ့ဒါကြောင့်ဒီယေရှုကျွန်တော်တကယ်နော်အသက်တာမှာသူပဲတကယ်စင်တာဖြစ်လာတဲ့အခါမှာအရာခတ်သိမ်းကကျွန်တော်တို့ဘဝမှာပြည့်စုံလာတာဖြစ်တယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောချင်တယ်ဆိုတော့အဲ့ဒီလူကအပြစ်လုပ်ခြင်းနဲ့စိတ်တချို့ကပြောတယ်ဒါဆိုရင်မင်းတို့ကြီးစုတော့ကဲတင်ချင်းကြောင်းဟောပြီးဆိုလူတွေကနော်ခလေးတွေလှုပ်ချင်တာရှောက်လှုပ်မှာပေါ့ဆိုတော့အပြစ်မရှိခရစ်တော်ရဲ့ဖြောင့်မခြင်းရထားတယ်တော့အပြစ်လှုပ်ချင်တဲ့စိတ်မရှိတော့ဘူးလေအထဲမှာဝိညာဉ်တော်အလုံးလုံးမလှုပ်တော့တာတော့မဟုတ်ဘူးလှုပ်မိပါတယ်ကျွန်တော်တို့လူသားဖြစ်တဲ့လျောက်ပေါ့နော်ကျွန်တော်ဒီမှာပဲပြောဖို့လားတော့မသိဘူးကျွန်တော်ချီးနှင်းမိကြပါတယ်နော်ကျွန်တော်ဆိုခဏအနေမိတာကျွန်တော်တို့အိမ်ရှိမှလည်းခွေးတွေကနော်ညဆိုရင်ပါကြတာပေါ့နော်ဆိုတော့ကျွန်တော်ကမကြည့်ပဲနဲ့သွားတော့ကျွန်တော်မျိုးသမီးတတိတာနင်းကုန်မယ်နင်းမိကုန်မယ်ဆိုတော့ပြောရင်းနဲ့ကျွန်တော်သွားနင်းတာဆိုတော့ဖဏနဲ့အိမ်ပြန်လာပြီဆိုရင်ဖဏရင်ချွတ်ဆိုချီတော့နင်းမိကြမှာပါနော်ရန်ကုန်မှာနေတဲ့လူဆိုတော့ရန်ကုန်မြို့တော်ရန်ကုန်မဟာမြို့တော်ကြီးမှာနေတဲ့လူတွေတော့ချီမနင်းမိတဲ့လူမရှိတော့ဘူးထင်တယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ဘာဖြစ်လဲအရင်ဆုံးရှာတာရေပဲကျွန်တော်နင်းမိတယ်မလေးနင်းမိပြီပျော်လိုက်တာကဲသမင်းဆိုင်သွားပြီးတော့စားရအောင်ပြောတဲ့လူရှိလားဆိုတော့တကယ်ယုံကြည်သူတယောက်ကဖခင်ရဲ့သားတယောက်ကသားသမီးတယောက်ကနော်အပြစ်လို့မလုံမိဘူးလားလုံမိတယ်လောကမှာနေတွေ့လုံမိအောင်မှာပဲဒါမဲ့အဲ့ဒီထဲမှာပျော်မွေ့ပြီးတော့တခါတည်းမလေးမွေးတယ်နော်ဒါညလည်းမရှိတော့ဘူးဒီတိုင်းအိတ်တော့မယ်ဆိုတဲ့လူဘယ်နှယောက်ရှိလဲမရှိပါဘူးအပြစ်လက်ဒီအတိုင်းပဲကျွန်တော်တို့မလုံမိဘူးလားလုံမိပါတယ်မလုံချင်ဘဲနဲ့လဲလုံမိတဲ့ချိန်တောင်ရှိတယ်ဒါမဲ့ကျွန်တော်တို့ဘယ်ကိုသွားလဲဆိုတော့နှုတ်ကပတ်တော်ကိုယင်သွားတယ်နှုတ်ကပတ်တော်မှာဘာပြောလဲယေရှုခရစ်တော်အဖင်ကျွန်တော်တို့ဖြောင့်မတ်တော်သူဖြစ်တယ်ဟာလေလုယာယေရှုခရစ်တော်အဖင်ကျွန်တော်ဒီတန်ရှင်းတော်သူဖြစ်တယ်ယေရှုခရစ်တော်အဖင်ကျွန်တော်တို့ဖြောင့်မတ်တော်သူဖြစ်တယ်ဝန်ခံရင်းနဲ့ကျွန်တော်တို့တကယ်ခံယူလာတဲ့အခါမှာနင်းချင်စိတ်မရှိတော့ဘူးလေရှောင်ရတော့မယ်လေဒီနားမှာခွေးတော်တော်များတယ်နော်ဆိုအရင်ကြည့်ထားတော့ပြောချင်တာပါလဲဆိုတော့ယုံကြည်သူတယောက်အနေနဲ့အပြစ်လုပ်တာအရာပြောစရာကောင်းတယ်ဆိုတဲ့လူမရှိတော့ပါဘူးတကယ်လို့မရငါယုံကြည်သူဖြစ်ပါတယ်ဘုရားသားသမီးဖြစ်ပါတယ်ဒါမဲ့ဒီအပြစ်မှာတော့အရန်ပြုံမွေ့နေတယ်ဆိုရင်ဘုရားသားတော့မဟုတ်သေးဘူးဆိုတာသိကြတယ်ကိုပြန်ဆန်းစစ်ဖို့လို့ဘုရားရဲ့ဝိညာဉ်တော်ပြန်ဖိတ်ခေါ်မှရမယ်ဘုရားသားမှန်ရင်တော့မားမိမယ်တော့တောက်လျှောက်မားချင်တဲ့စိတ်ဆိုတာဘယ်လုံးမှအထဲမှာဝိညာဉ်တော်အလုံးလုံးနေဟာလေလုယာအထဲကပြည့်ညက်တော်ထဲမှာမပါတဲ့အပြစ်တွေတော့ပေါ်ပြနေတယ်ဝိညာဉ်တော်ပေါ်ပြနေတယ်တကယ်လို့ပြည့်ညက်တော်10ပါးကိုရှေ့မှာထားပြီးတော့အသက်ရှင်ကြည့်မယ်ဆိုရင်ဒီခက်မှာပြည့်ညက်တော်10ပါးမှာမပါတဲ့အပြစ်တွေအများကြီးပဲပိုတော်များတယ်10ပါးထက်မကအများတယ် photography ကျန်းစာထဲမှာမရှိဘူးလေစီးလိုက်ကျန်းစာထဲမှာမရှိဘူးလေအရက်တော်မှတိတ်မပါဘူးတချို့ကအရက်များမတောက်ဘူးပဲပြောတယ်တောက်ကြပါဆိုတော့ပြည့်ညက်တော်ထဲမှာမပါတဲ့အဖြစ်တွေလည်းအများကြီးဒါကဘယ်လိုဘုရားသခင်ကပါဖော်ပြလဲဆိုတော့ဝိညာဉ်တော်အားဖြင့်ဘုရားရဲ့အလိုတော်ကိုဖော်ပြတယ်ဘယ်ဟာကောင်းတယ်လဲဘယ်ဟာဆိုးတယ်လဲဆိုတာနော်စာအုပ်ဖွင့်ပြီးတော့ဘုရားလာကြိုက်မလားမသိဘူးဆိုတာမျိုးမလိုတော့ဘူးလေဒီထဲမှာဝိညာဉ်တော်ကကျွန်တော်တို့စကားပြောနေပြီပြင်းရတော့စေပါနေအောင်ပါဘယ်နဲ့ချက်အဲ့ဒါလည်းပါသားပဲအဲ့ဒါတွေမရှိတော့အဲ့ဒါကြောင့်နောက်ဆုံးဘုရားပြုတဲ့ကျွန်တော်တို့ပြုတဲ့ပြည်ရင်ထဲမှာဘာပြောလဲငါရဲ့ဝိညာဉ်တို့သူတို့ထဲမှာငါထားမယ်ငါရဲ့ပြည့်ညတ်တော်တွေကိုသူတို့အထဲမှာငါထားမယ်ဆိုတော့ဖယားအလိုတော်ကိုသိနိုင်တဲ့ဝိညာဉ်ကျွန်တော်တို့မှာရထားပြီဟာလေလုယာခွဲခြားနိုင်တဲ့ဝိညာဉ်ဘုရားသခင်ကျွန်တော်ပေးထားပြီဆိုတော့ပြည့်ညတ်တော်ထဲမှာပြန်မသွားကြပါနဲ့ပြည့်ညတ်တော်ရဲ့ရလာကတော့အပြစ်စင်ကြီးဒီချင်းကိုပူတယ်တခါမှလည်းလွတ်မြောက်မှာမဟုတ်တော့
ယေရှုသည်ဘာလဲယောမအခန်းကြီး30အငယ်1ကနေ4ဖတ်တယ် Jesus is the end of the law ခရစ်တော်ဟာပြည့်ညတ်တော်ရဲ့အဆုံးဖြစ်တယ်ကျွန်တော်တို့ရပါတယ်ကိုတော့ကျွန်တော်တို့နည်းနည်းထပ်ကြုံမယ်မလုပ်ပါနဲ့မလိုက်နိုင်ပါဘူးဒါပေမဲ့ဝိညာဉ်တော်ကကျွန်တော်ဖော်ပြပြီးပြီ10ပါးမကအပေါင်းနော်အပါပေါင်းများဆိုတာဝိညာဉ်တော်လမ်းပြပူဆောင်နေတယ်အဲ့ဒါကြောင့်အပြည့်ရဲ့ကြီးကြုံကနေကျွန်တော်လွတ်မြောက်ပြီးကျေးဇူးတော်အဖြစ်ဖြစ်တယ်ဆိုတာကျွန်တော်နောက်ဆုံးအနေနဲ့ပြောချင်တယ်အရောက်တိုင်းဖျားရှင်ကောင်းချီးပေးပါစေအာမင်လက်ခေါ်လက်နာနာတီးအောင်အာမင်အာမင်အဲ့ဒါယေရှုကိုချီးမွမ်းတာဖြစ်ပါတယ်